ကျွန်တော်တို့လူတွေတော်တော်များများကမြောက်လို့ပြောလိုက်လို့ရှိရင်ဒါငှက်ပြောသီးစားကြတယ်လို့ပဲဒါထင်ကြတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီတကဘာလုံးမှာမြန်မာတနိုင်ငံထဲမှာပဲတွေ့ရတဲ့ဒီမြောက်မျိုးစိတ်ကတော့ဒါငှက်ပြောသီးစားလို့ရှိရင်အသက်အန္တရာယ်ပါစိုးရင်ရနိုင်တယ်ဆိုလို့ရှိရင်ရှုံးမလားဒီကောင်တွေကိုတော့ Popper Langer လို့ခေါ်ပြီးတော့သူတို့ကိုဆိုလို့ရှင်တော့ဒါ2020ခုနှစ်နိုဝင်ဘာ17ရက်နေ့ကမှဒါမျိုးစိတ်အသစ်ဖြစ်သတ်မှတ်ခဲ့တဲ့တကဘာလုံးမှာမြန်မာတနိုင်ငံထဲမှာပဲတွေ့ရတဲ့ဒါမြောက်မျိုးစိတ်လည်းဖြစ်တယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တခုဖြည့်ဆွတ်ပြီးပြောရမှာကျွန်တော်ဒီလိုမျိုးပေါ့နော်ဒီ Popper Langer ကိုမြန်မာတနိုင်ငံထဲမှာပဲတွေ့ရတာလို့ပြောလို့ရှိရင် comment အောက်မှာပေါ့နော်ဟာမင်းဘာရှောက်ပြောနေရလဲဒီကောင်ကဒါစင်ကာပူမှာမြင်မှုတယ်ထိုင်းမှာမြင်မှုတယ်မလေးရှားမှာမြင်မှုတယ်ဆိုပြီးရေးကြမှာဆိုလို့ပေါ့နော်ကျွန်တော်တခါတည်းရှင်းပြပေးခြင်းပါတယ်ဒီ Langer မြောက်တီရဲ့မျိုးစုကိုတော့ဒီ Trachypithecus လို့ခေါ်တယ်ပေါ့နော် Trachypithecus အောက်မှာဆိုလို့ရှိရင်ဒီအရှိတောင်အာရှနိုင်ငံပေါင်းစုံမှာဒီမြောက်မျိုးစိတ်တွေကိုတွေ့ရတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့ပြောပြပေးသွားမယ် Trachypithecus ကတော့ဒါ Trachypithecus Popper လို့ခေါ်တဲ့ဒီ Popper Langer မြောက်မျိုးစိတ်ကိုပဲပြောသွားပြီးမှဖြစ်ပါတယ်ဆိုတော့ဒီမျိုးစုမှာဆိုလို့ရှိရင်လည်းပေါ့နော်မြန်မာနိုင်ငံမှာ Popper Langer တစ်မျိုးတည်းပဲတွေ့ရတာမဟုတ်ဘူးဒီလိုမျိုး Popper Langer နဲ့ပုံစံဆင်တူတဲ့တခြား Langer မျိုးစိတ်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒါ9မျိုးလောက်တွေ့ရတယ်ပေါ့နော်စာပြောမယ်ဆိုလို့ရှိရင်တော့ Popper Langer တွေကိုကျွန်တော်တို့ဒီမြန်မာနိုင်ငံအလယ်ပိုင်းမှာအဓိကတွေ့ရတယ်ပေါ့နော်နာမည်ကလည်း Popper Langer ဆိုတဲ့အတိုင်းပဲဒါ Popper တောင်မှာလည်းဒီကောင်တွေကိုတွေ့ရှိရတယ်ပေါ့နော်ဒီကောင်တွေနဲ့ပတ်သက်ပြီးထူးခြားတာကသူတို့ကဒီ2020ခုနှစ်ကမှမျိုးစိတ်အသစ်ဆိုပြီးတော့ဒါသတ်မှတ်ခဲ့တယ်အခုဆိုလို့ရှိရင်တော့ဒါဒီကောင်တွေကမျိုးတုံတော့မှာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီတဘာဝတွေကဒီကောင်တွေရဲ့ individual တွေကိုသူတို့လေးလာလိုက်တဲ့အခါမှာတော့အရေးအတွက်ကဒါ200နေ250အတွင်းမှာကျန်တော့တာပေါ့နော်ဆိုတဲ့အတွက်ကြောင့်မို့လို့အခုကြည့်နေတယ်ဆိုလို့ရှိရင်လည်းဒီကျွန်တော်အခုပြောပြပေးမယ့် information ကဒါလူတွေတော်တော်များဒီမြန်မာနိုင်ငံကလူတွေတည်တင်တယ်ဖြစ်တဲ့အတွက်ကြောင့်ဒီမြောက်မျိုးစိတ်ကဒါတန်ဖိုးထားရမယ်ဒါကိုယ့်ရဲ့ဌာနေမျိုးရင်းဖြစ်တဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးကိုဒါ share သွားပေးဖို့ကျွန်တော်ဒီနေရာမှာမေတ္တာရက်ခံချင်ပါတယ်ဒီကောင်လေးမျိုးတုံးတော့မဲ့အဓိကအကြောင်းရင်းကတော့ဒါစုစုပေါင်း3ချက်လောက်ရှိတယ်ပထမတစ်ခုကတော့ဒါ deforestation လို့ခေါ်တယ်ဒါ deforestation ဆိုတာကတော့ဒါကျွန်တော်တို့ဒီတစ်တော်ပြုံးတိမှုပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီတစ်ပင်တွေကိုတရားဝင်ပဲဖြစ်ဖြစ်တရားမဝင်ပဲဖြစ်ဖြစ်ဒီလိုမျိုးတစ်ပင်တွေခုတ်လဲတာတစ်တော်တွေခုတ်လဲတာကဒါညောင်းမှမဟုတ်ဘူးပေါ့နော်တခြားတော်ရိုင်းတလိမ့်ဆန်တွေမျိုးတုံးမှုအန္တရာယ်ကနေလဲဒါတော်တော်လေးကိုဒါကြားရောက်စေတယ်ပေါ့နော်ဆိုတဲ့အတွက်ကြောင့်ဒီ Popper Langer တွေကဆိုလို့ရှိရင်လဲဒီလိုမျိုးတစ်တော်တွေကိုမိခိုနေထိုင်နေရတဲ့တော်ဝါတွေဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးတစ်တော်တွေပြုံးလိလာတာနဲ့အများသူတို့ရဲ့စကြမ်းမြေတွေပျောက်ဆုံးလာတဲ့အတွက်ကြောင့်သူတို့ကဆိုလို့ရှိရင်အရေးအတွက်တွေတဖြည်းဖြည်းလျော့နေလာတယ်ပေါ့နော်ဆိုတော့ဒုတိယအချက်ကတော့ဒါမြောက်ချေးကဟင်းညိုဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီကောင်လေးရှင်တန်တဲ့တချို့ဒေသတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဥမာပြောရမယ်ဆိုလို့ရှိရင်ဟိုမက်ဇလီဘူးတုတ်စားစလို့ပေါ့ဗျာတချို့ဒေသတွေမှာဒီမြောက်ချေးကဟင်းညိုကိုပဲစားလိုက်လို့ရှိရင်ဒါယောဂတွေပဲပျောက်သွားတော့မလို့ပေါ့နော်ကျွန်တော်တို့ဒီသိပ္ပံနီးကြလေးလာတွေ့ရှိမှုတွေရှိလားဆိုလို့ရှိရင်တော့လုံးဝမရှိဘူးဒါပေမဲ့ဒါရိုးရတလေးယုံကြည်မှုတွေပဲဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာတွေကြောင့်ပဲဒီ Langer မြောက်တွေတော်တော်များများကဒါဒီလိုမျိုးလူတွေရဲ့ယုံကြည်မှုကြောင့်ဒီအတုံးချခံရပြီးတော့ဒါပေဝါကြတဲ့မြောက်တရားဆိုလို့ရှိရင်လည်းဒါမရေမတွက်နိုင်အောင်ပဲပေါ့နော်တတိယအချက်ကတော့ illegal wildlife trade လို့ခေါ်တဲ့ဒီတရားမဝင်မှောင်ခိုရောင်းဝယ်မှုဈေးကွက်ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းဒီ Langer မြောက်တွေ